ချစ်တဲ့သူကစီးပွားရေးမလုပ်ဘူးဟုတ်ဒီအနုပညာနဲ့ပဲဘဝကုံဆုံးတာဟုတ်တယ်နော်ဟုတ်ကျွန်တော်တို့ကြားဘူးသလောက်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့လားဟုတ်စီးပွားဖြစ်တာမဖြစ်တာဘေးဖယ်ထားနိုင်ငံကြော်တာမကြော်တာဘေးဖယ်ထားလိုက်အောင်မိုက်တယ်ကွာမမိုက်တိုက်ကွာမမိုက်ဘူးကွာတွေလည်းဘေးဖယ်ထားအောင်ဘေးချိတ်ထားလိုက်ကြိုက်တာမကြိုက်တာတွေလည်းဘေးဖယ်ထားအောင်ဖယ်ထားလိုက်နိုင်ငံမှာကတော့ဒီအနုပညာကိုဓမ္မစစ်ဆိုတဲ့ချင်းတွေရေးတာပေါ့ကွာဟုတ်တယ်ဗျဒီအကြောင်းကိုပြောပြတယ်ဟုတ်သိကြအောင်နော်ဟုတ်ပြီမြန်မာဆိုရင်မြန်မာလေးဆိုစမ်းပါမြန်မာဆိုရင်နေကြီးလို့ညတာမတော်လူမျိုးတွေဆိုရင်နေကြီးလို့ညတာမဘာတွေထက်နေသေးလို့မြန်မာသချင်းတွေဆိုရင်ချိုးချင်နေရင်ညတာမမြန်မာသချင်းတွေဆိုရင်ချိုးချင်နေရင်ကြတယ်ဟုတ်တယ်အခုကဘယ်သူမှမချိုးဘယ်သူမှမနေဘူးဟုတ်ကိုလူမျိုးတွေရတာကိုဂီတာကိုမမျက်နှိုးတော့တာဟုတ်ပါဒါဒီကကျွန်တော်တကယ်ကျေးဇူးတင်တာဟုတ်အနုပညာတကယ်ချစ်တာတကယ်နားလေတော့အလုပ်လုပ်ရတာဟိုဖြစ်တယ်ဟုတ်တယ်မပင်ပန်းဘူးဟုတ်ပါကျွန်တော်ထိုင်ကလေးကတီးနေတာအဝတ်စားတွေထွက်မလဲဘူးနော်ဘာလဲမပါဘူးရဲ့ဩပါတယ်တော့လုပ်ပါဟဲ့တချို့ရှိတယ်တိုက်ပုံလေးနဲ့တွေ့တာနော်ကိုရီးယားအနုပညာသမားလို့တော့ပြောတာအကျန်းတီးရတာလက်တီဒီပတ်စာရေးစာကိုင်းရေကိုင်းနဲ့ဘာကိုင်းနဲ့တီးနေရတာမလို့ကျွန်တော်ပတ်စာအမျိုးမျိုးပြောင်းတီးနေတာပဲကျွန်တော်အချိန်မယူဘူးပေါ့နော်အဲ့တော့ကိုပဲလေးခင်ဗျာကိုပေါ်ထက်မြန်မာဆိုရင်ချိုးချင်နေကြတယ်ဟုတ်ပါမြန်မာဂီတတွေဆိုရင်လူတွေကပိုးပြီးတောင်ချိုးချင်နေကြတယ်ဟုတ်ပါမြန်မာသချင်းတွေဆိုရင်ချိုးချင်နေကြတာမို့မြန်မာလေးမြန်မာတွေကိုပြန်ပြောကြည့်တိုက်ပွဲကြီးပင်နီချီလောင်ကြီးဝိပါလောစိုင်းတွေဝိုင်းတွေလဲမဝိထိုင်ကရေးလိုက်ရှာတဲ့မြမလူစတိုင်းထုတ်တဲ့ချင်းတွေကဘာလို့ကိုင်း
မြန်မာလူစတိုင်ထုံးမဲ့တခြင်းတွေကဘာကိုကင်လုံးမဲ့တခြင်းတွေကဘာကိုတော့ကင်လို့လို့ရတယ်ဘာကြောင့်လဲ ဘာကြောင့် ကျွန်တော်တို့ဂီတာတရုတ်ကောတီးတယ်လား တီးတယ်ဘူး အမေရိကန်ကောင်တွေရော မတီးတယ်ဘူး မရဘူးနော် ဟုတ်ပါ ထိုင်းရရော မရဘူး မရဘူးဘယ်နိုင်ငံမှာဒီအမှုပညာမတီးတတ်ဘူး ဟုတ်တယ် သူတို့နိုင်ငံလာတဲ့ဟာတွေရတယ် အင်း အော်ကင်လည်းဒီဗမာကြီးတီးတတ်တယ်လေ ဟုတ်တယ် ဂီတာလည်းတီးတတ်တယ် ဟုတ်ပါ စန်ဒီယာတွေလည်းချတာ ဟုတ်တယ် ဟောအကုန်စုံရတယ်နော် ဟုတ်တယ် ဘာကြောင့်ဒီဂီတာကိုလူမျိုးခြားတွေမတီးနိုင်လို့မေးရင် အင်း မလွယ်လို့ ရ မလွယ်လို့ ဟုတ် အဲ့ဒီမလွယ်တာကြီးကိုခတ်တာကြီးကိုလူတွေကမကြိုက်တော့ ဟုတ်တယ် ကျွန်တော်အဲ့ဒါလေးရင်းလေးတာရင်းနေပေါ့နော် ဟုတ် တစ်မျိုးဖြစ်တာ ဟုတ်ကဲ့ ဒီမှာတရေဒီပက်လုံးတွေနဲ့ဒီပတ်စာရေးစားကပ်ပြီးတော့အတန်အမျိုးမျိုးအမှန်ကတော့အင်္ဂလိပ်ဟိုသူတို့နိုင်ငံခြားတန်စင်ဒိုရေမီဖာဆိုလာဒီတို့ကုန်ပါတယ် ဟုတ် ဒီဘက်မှာခုနှလုံးပါရင်ခါမှာလည်းခုနှလုံးပါတယ်အဖျားမှာလည်းခုနှလုံးပါတယ် ဟုတ် အဲဒီလိုသွားတာနော် ဟုတ် ကျွန်တော်တို့ဘာမှမပါဘူး ဟုတ် ဒိုဒီမှာရေလာမှာရေမရှိဘူး ရှိ ဒိုရေမရှိလို့ဒိုပြီးတော့မီရောက်သွားတာ အင်း ဒိုရေမီဖာဆိုလာမှာလာမရှိတော့ အင်း တီရောက်သွားတယ်တီဒိုအဲ့လိုသွားတာ အဲ့ အဲ့တော့ဒီရေအတန်ပါတဲ့အတန်စင်တီးမယ်ဆိုဒီဘက်မှာမရှိဒီဘက်မှာမရှိဒိုရေမီဖာဆိုလာဟိုသွား ဟော ဒါတော့ငါပလုံးတစ်လုံးအိမ်ကြံခဲ့လို့ အဲ့နိုင်ငံခြားတန်တွေကကျွန်တော်ဟိုတန်မဲကြိုက်တယ် အဲ့တန် ဒိုရေမီဖာတန်ကြိုက်တယ်ကျွန်တော် လောက်ပါနေကွာငါဘေးကမင်းစကားကောင်းပြောရင်မင်းကတော့မင်း မဖာနိုင်ကြ တကယ်စကား ပြောပါများ စကားတွေကစံစည်းတွေထွက်တယ် အာစကားတွေကဇာတိကြတာပဲ ဘူးစမ်းသီးထွက် ဒီတော့ပြောတာအဲ့တော့မြမအမှုပညာကကျွန်တော်တို့ကခိုးသိရင်ခိုးရတာအလုံး ဟုတ်တယ် ရောသိရင်ရောတီးရတာ ဟုတ် မြမဆိုရင်ချိုးခြင်းနေရင်ကြတာမို့အဲ့ဒါသာတော့တာနော် ဟုတ် တိုက်ပုံအင်ကြီးပင်နီဖြီလုံးကြီးဝစ်ပါလို့စိုက်တွေဝိုင်းတွေလည်းမဝစ်ထိုင်ကရေးလိုက်ရှာတဲ့ကောင်းတယ်နော် ဟုတ်တယ် စိုင်းသမားတွေအတွက်ထားခဲ့တဲ့တခြင်းမှာ ဟုတ်ပါ ဒါကမနစ်ကကျွန်တော်တီးတယ် ဟုတ်တယ် အဲ့တော့ဟိုသူများနိုင်ငံတွေကနှထောင်းတစ်ဖက်ဝတ်တာကိုတို့အခုခေတ်လူငယ်တွေကနှထောင်းတစ်ဖက်လိုက်ဝတ်ကြတာအကိုရ ခစ်ဆန်တယ် အဲ့ ပေါ့ တော့ လေ သူကခစ်ဆန်တယ်မှတ်နေတာအဲ့ဒီကောင်တော့ပါတယ်မြင်လား အဲ မဟုတ်ဘူးအဲ့ဒါခစ်မဆန်ဘူး အဲ ဒီမဲ့ငါကြီးတို့အဖိုးတွေအဖွားတွေလက်ထက်တော့မဲခြေနှထောင်းနဲ့နေခဲ့တာ ဟုတ်တယ် ဟိုကမင်းအဖိုးကြီးတွေကဒီနှစ်ပေါက်ကြီးတွေနဲ့ခြေနှထောင်းနှစ်ဖက်ကိုဝတ်တာ ဒါကြောင့်ဒေါသနှစ်ပေါက်ဆိုတာကြားဘူးလားဟုတ်တယ်လေ တဘောပြောပြတာ ဟုတ်တယ် ခြေနှထောင်းအကြီးနဲ့နေခဲ့ပြီးသွားပြီ ဟုတ်တယ် အခုခေတ်မှာမလို့သပင်းခုတ်တော်ထားပြီးတော့ဆန်ရှည်ခစ်စားတဲ့သူကြီးကခက်ကြွားကြွား ခ လဲ စ်ဆန်တယ်ဖြစ်နေတာ ဟိုကမင်းရောင်တုံးကြီးတွေနဲ့နေပြီးခဲ့ပြီ ရောင်ကြီးပွေကြီး ဒီ နဲ့ တို့မြန်မာတွေကစတာ ဟုတ်တယ် အခုခေတ်ဒီနာအသေးပုံထိုးဟိုနာအသေးပုံထိုးနဲ့အမေတက်တူးလေးဟိုထိုးတူထိုးတာခစ်ဆန်တယ်မှတ်နေ အဲ ဟိုကမင်းထိုးကြီးတွေနဲ့နေလာ ဟုတ်ပါ အကုန်တို့မြန်မာကစ ဟုတ်တယ် စတော့ငါပဲဘာပြောချင်လို့ဆိုတော့နိုင်ငံသားတွေကကျွန်တော်တို့နိုင်ငံမလာဘူးလား လာတယ်လေ ဘယ်အသွားများဟိုပကံ ပ ညောင်း ကံညောင်ဥပတ် ဘာတွေကြည့်လို့ဆိုဒီစင်းမင်းဒီဖျားမှာထိုးထားတဲ့ပန်းပေါက်တွေစင်းမင်းတွေဗျာဓာတွေဘာတွေတက်တက်တွေကြည့်တာ ပကြီးပပူးတွေကြည့်တာ ဒါတွေကြည့်တာ ဟုတ် အမတ်ဒီယူလာလေးလာ အဲ အဲ့ဒါတွေလေးလာပြီးမှဟိုနိုင်ငံမှာသူတို့ကအသစ်ဆန်းထွန်းတာ ဟုတ်တယ် ဒါကိုသူတို့စီကနေတို့ကပြန်အသစ်ဆန်းမှတ်ပြီးလုပ်နေတာ ဟုတ် အဲ့ဒီကောင်ကြီးငွေကုန်ကြေးကြခံပြီးမြဟိုရောင်ရောင်ဒီရောင်ရောင်ဘသူကအချိန်ကုန်ခံလာမှာတော့ မလာဘူးလေ သူတို့မသိတာတွေတို့နိုင်ငံမှာရှိလို့လာပြီးအတူခိုးတာ ဟုတ်တယ် အဲ့တော့ဘေးကစတော့ဟာဒီမြန်မာကစတာ ဟုတ်တယ် ဟုတ်ပြီနော် ဟုတ်ပြီ ဒါလေးတီးကြည့်အောင် ဟုတ် မြန်မာဆိုင်နဲ့မြန်မာတချင်းနဲ့လိုက်အောင်တီးတာ ဟုတ် ဟုတ်သူများနိုင်ငံကိုလည်းအတူခိုးရမယ် ဟုတ် အောက်မကြအောင်လေ ဟုတ်တယ်လေ ဒီလိုရေးခဲ့တာ ဟုတ် တို့လူမျိုးတွေနောက်မှမကြံရအောင်တို့လူမျိုးတွေအောက်မှမဆန်ရအောင်ညီမ
မားလေးဆိုစမ်းမှာဘာလို့ရမှာတော့ တိုင်းပြည်ကြီးတွေကအတွေ့ရရသိလာပါရဲ့ တိုင်းပြည်ကြီးတွေကိုအတူယူရမယ်တဲ့ဘာတွေတော့ ကမ္ဘာဂီတဆိုတာကလိလာတာကောင်းပါရဲ့ မင်းတို့လှုပ်တက်လာလို့မင်းလှုပ်တက်တယ်လို့ပြခွင့်ပြလို့ရအောင်ကဘာဂီတာတွေလည်းလိလာထားဟုတ်ဒါပြောတာနော်ဟုတ်ကဲ့ကျွန်တော်ထင်မှာဒါတွေပါတယ်ဟိုကောင်တီးတာကျွန်တော်လှုပ်ကိုမလှုပ်တတ်ဘူးအဲ့ဒါကျွန်တော်လေးလာမှုနေတယ်ဆိုင်ဘက်ပဲလဲတာနောက်ကဘာဂီတာဆိုတာအဲ့ဒါတွေပြောတာဟုတ်အဲ့တော့ ready jetty ဆိုတာဆိုသမှာ ready ချက်တွေဆိုတာလုံနိုင်ရင်လုံကြတာပေါ့ အဲ့ဒါတွေလုံးနိုင်လုံးနဲ့ ခေရင်စီးနေတာကတားမြင်ရမသိရင်မေမိတ်အင်္ဂလိပ်သချင်းကိုမိကကြီးကျယ်တော့မမူကြပါနဲ့ မလှုပ်တတ်ဘူးရှိမှဆိုလို့လှုပ်တတ်အောင်လို့လှုပ်တယ်လှုပ်တက်သွားပြီးတော့အင်္ဂလိပ်သချင်းမှီးပြီးတော့ရောမြန်မာနိုင်ငံတော့မကြည့်ကျင်နေဟုတ်တယ်ဒီလိုမှာခဲ့တယ်နော်ဟုတ်ကဲ့အင်္ဂလိပ်သချင်းကိုမိကကြီးကျယ်တော်မူကြပါနဲ့ဟုတ်လားငါသာမကောင်းဘယ်ရောက်မှမသိ ကိုတိပြီးတာ အဲ့ဒါကိုစိုက်စရာဖြစ်သေးတာတော့ကွက်ကြတယ်ပါရမီကောင်းတယ်အဲ့တော့အဆိုတော်ကအလုပ်ကကောင်းပါနော်အဲဒီတဘောပြောတာအဲ့တော့အင်္ဂလိပ်သချင်းမှီးပြီးတော့ရောမြန်မာနိုင်ငံမှာတော့မင်းဟိုဘူမကြနဲ့မြန်မာဆိုတာမြန်မာဂီတနဲ့ပဲနေရတယ်ဟုတ်တယ်ဂီတပြောက်ရင်လူမျိုးပြောက်မှန်တယ်ဗျဂီတတွေခြားသွားရင်လူမျိုးတွေခြားသွားတာဟုတ်တယ်ဗျအဲ့အတိတ်ပဲသိမှန်တယ်နော်ဟုတ်ပါဂီတတွေကတောင်ခေါက်မြောက်ခေါက်ဟိုလှုပ်ဒီလှုပ်နဲ့သွားရင်လူမျိုးတွေကလည်းဒီလိုလှုပ်ပြီးဟိုရောက်ကုန်တာဟုတ်တာပေါ့အဲ့ဒါပြောတာဂီတကစစ်မှန်နေမှဒီတဘောပြောတာနော်ဟုတ်ကဲ့အဲ့တော့ဟိုငပိတ်ခင်ဗျာပြောချင်တာကတော့အနောက်နိုင်ငံကဘလောက်ပဲထွန်းတို့မြန်မာတွေကအောက်မကြဘူးဟုတ်တယ်လေမြန်စီးလို့ရတယ်လေရတယ်လေမြန်မာနိုင်ငံမှာလေစက်ရုံမှမရှိတာရှိပါဘူးဟုတ်မရှိဘူးလေဟုတ်တယ်ဒါပေမဲ့လေမြန်နေစီးလို့ရတယ်ကဲစီးရတယ်ပကံညောင်ဦးကနေရန်ကုန်သွားမလားမကွေးကနေရန်ကုန်သွားမလားလေနေရှိတယ်ရှိတယ်လေကိုလုံးဆရာလို့လားလို့သူကဗုဒ္ဓဘာသာနိုင်ငံဟုတ်လားတီထွန်မှုတွေအားနေမယ်ဗုဒ္ဓဘာသာနိုင်ငံမှုလို့ဘာတွေထွန်တို့မြန်မာတွေစီးခွင့်ရတယ်ဟုတ်တယ်မော်တော်ကားတွေဟာဒါတော့လာကျူတဲ့ကားဆို special ပဲဟုတ်ပါကျွန်တော်လာခေါ်တာဟုတ်ပါရွာထဲတော့အလူကားတွေစီးရတယ်အဲ့ဒါဘာလို့တော့ဗုဒ္ဓဘာသာမလို့ကောင်းတဲ့အမှုတွေပဲပြုတဲ့ပုံကိုယ်တွေမှုလို့ဟုတ်လားအရာအလုံးကပြီးပြည့်စုံနေတာဟုတ်လားဒါလေးကိုတော့ကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာကိုယ်ယဉ်ကျေးမှုနော်ဟုတ်ဒါလေးတွေတော့ထိမ့်သိမ်းရလိမ့်မယ်ဟုတ်တယ်ကိုပဲလေးဟုတ်ကဲ့ဒါပြောတာပါငွေနောက်လိုက်ရင်တော့အကုန်ပြတ်မှာနော်ဒါပေါ့ငွေနောက်လိုက်ရင်ပြတ်မှာအဲ့တော့ညီမလေးဒါလေးကိုအကူကတီးကြမယ်နော်တို့လူမျိုးတွေအောက်မှာမကြံရအောင်ချပါကိုပိုင်ဂီတတာဒိုးဘကရှင်လေးကပြန်ပေါ်လာတာဟုတ်တို့အတန်တွေညီမလေးစောက်သားလေးတွေကောင်းလို့နော်တို့အတန်တွေကဘာကကြာရအောင်လို့စိုင်းတဲ့ဘုံတဲ့တွေကိုနိုင်ငံတကာကကြာရအောင်လို့ဒီသချင်းကိုလည်းတောက်တိုက်ကကြာရအောင်လို့အရက်ကပါ
လူဝိုင်းမာလို့ တနာစရာကောင်းတယ်နော်နိုင်ငံမကြီးကမရှိတော့ ဟုတ်တယ် စိုင်းနံပုံတန်တွေနိုင်ငံတကာကကြားအောင်လို့တဲ့ကူညီကြပါဦးနဲ့ ဟုတ်တယ် ဒီတချင်းလေးကိုခေါင်းတောင်းတိုက်ကကြားအောင်လို့ ဟုတ်ကဲ့ ကြော်ကြားချင်တာမြမဂီတဟဲ့ဆိုပြီးတော့ကဘာကိုကင်လုတ်ချင်တာဒီအတိတ်ပင်နဲ့ရေးခဲ့တယ် ဟုတ်တယ် စိုင်းစရာမှမှန်ရင်ဒီတချင်းပြီးပြီပါလို့ဟိုတောင်းဆိုသွားတယ် နိုင်ငံမာကြီးက အဲ့ဒါကြောင့်ကျွန်တော်လည်းတာဝန်ကြီးအောင် ဟုတ် အနုပညာသမားစိုင်းစရာပီတအောင်ကျွန်တော်တည်တာ ဟုတ်ကဲ့ စိုင်းစရာကြီးတို့နေကြီးအသိနဲ့ချလိုက်ကြောင်းတော်အဲ့ဒါလည်းဒီမလေးဆွဲမှာဆိုင်ရပညာတွေ ဆိုင်ရပန်းရတွေတိုင်းကဝိုင်းမာလို့နိုင်မြမနိုင်မြမရိုက်တာမဟုတ်ရပါဘူးအတိုင်းအတာကိုသမိုင်းမှာကြည့်ကြပါ